စူပတ်နေတဲ့ရင်တို့အသလုံးနဲ့အာလူရဲ့ကြက်ဥရဲ့ကော်ဖီစီရဲ့ကိုတူတူထည့်လိုက်ရင်ဘာဖြစ်မလဲသူတို့အားလုံးဟာတူညီတဲ့အခက်ခဲဆိုတဲ့ယူနစ်ပူကိုကြောင်ရတာပါဒါပေမဲ့မာကျော်တဲ့အာလူကယူနစ်ပူထဲရောက်တဲ့အခါညဉ့်ညံ့သွားတယ်ညဉ့်ညံ့တဲ့ကြက်ဥကတော့အထဲမှာမာကျော်သွားတယ်သူရတာကကော်ဖီစီကတော့ယူနစ်ပူကိုပါငွေးပြတဲ့ကော်ဖီအဖြစ်ပြောင်းလဲပြလိုက်ဘဝရဲ့စိန်ခေါ်မှုတွေအခက်ခဲတွေနဲ့ကြောင်ရတဲ့အခါမင်းကအာလူလိုစိတ်ဓာတ်ပျော့ခွေသွားမလားကြက်ဥလိုနှလုံးသားတွေခက်ထန်မှကြောသွားမလားဒါမှမဟုတ်ကော်ဖီစီလိုမျိုးအခက်ခဲတွေကိုခွေရဖြစ်ပြောင်းလဲပြင်မလားပတ်ဝန်းကျင်ကဘလောက်ပဲခက်ခဲပါစေအဓိကကြတာကမင်းရဲ့ရင်ထဲမှာပါရှိလဲဆိုတာပါပဲပြဿနာတွေကမင်းကိုအနိုင်ယူခွင့်မပေးလိုက်ပါနဲ့မင်းဟာကော်ဖီစီလိုလူမျိုးပါ